လူအများစုဟာကိုယ်မှရှိတဲ့စီးစိမ်ဥစ္စာတွေကိုသူတစ်ပါးကိုကြွားဝချင်ကြတာတဘာဝပါပဲဒါပေမဲ့ဒီဇနီးမောင်နှံကတော့မတူပါဘူးခင်မွန်းဖြစ်သူကဇနီးအတွက်ရွှေလက်ကောက်နဲ့အိတ်အစ်စ်ဝယ်ပေးပေမဲ့ဇနီးဖြစ်သူကတော့တငယ်ချင်းဟောင်းတွေနဲ့တွေ့ဆုံပွဲမှာရိုးရိုးရှင်းရှင်းပိတ်စအိတ်ကလေးနဲ့ပဲသွားဖို့ပြင်ဆင်နေပါတယ်သူတို့ဇနီးမောင်နှံဟိုတယ်ရှိကိုဆိုင်ကယ်လေးနဲ့ရောက်လာတဲ့အချိန်မှာတငယ်ချင်းတယောက်နဲ့ဆုံပါတယ်ကားအစ်စ်ကြီးမစီးလာပဲဆိုင်ကယ်နဲ့လာတာကိုမြင်တော့အံ့ဩနေတဲ့တငယ်ချင်းကိုဇနီးဖြစ်သူကစီးပွားရေးမကောင်းလို့ကားကိုပေါင်ထားရတယ်လို့အေးအေးဆေးဆေးပဲလိန်ပြောလိုက်ပါတယ်ခင်မွန်းဖြစ်သူကတော့ဇနီးဖြစ်သူရဲ့အပြုအမူကိုနားမလည်နိုင်အောင်ဖြစ်နေရတာပေါ့စပွဲဝိုင်းနဲ့ရောက်တဲ့အခါမှာတော့နိုင်ငံခြားကပြန်လာတဲ့လင်းလင်းဆိုတဲ့တငယ်ချင်းကလက်ဆောင်တွေပေးပြီးသူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုစတင်ကြွားဝပါတော့တယ်သူတစ်ပါးထက်တာလွန်ခြင်းနဲ့စိတ်အထက်တန်းဆန်ခြင်းနဲ့စိတ်တွေနဲ့အင်္ဂလိပ်လိုညှက်ပြောပြီးအားလုံးကိုနှိမ်ချင်နေပုံပါပဲလင်းလင်းကသူ့ခင်ပွန်းကသူ့ကိုဘလောက်အလိုလိုက်ကြောင်းအမြဲရှားပိန်လိုက်ဖို့ကြောင်းကြွားလုံးထုတ်နေချိန်မှာရိုးရိုးရှင်းရှင်းဝတ်လာတဲ့ချန်စီဇနီးဖြစ်သူကိုဟင်းသီးဟင်းရွက်ဈေးဝယ်ပြီးတန်းလာတာလားဆိုပြီးတော်ပါတယ်ကျန်တဲ့တငယ်ချင်းတွေကလည်းလင်းလင်းရဲ့အပေါ်ယံရွှေမုံကျဲမှုတွေကိုပဲအဟုတ်မှတ်ပြီးအားကျနေကြတာပေါ့လင်းလင်းကစပင်ထိမ့်သိမ့်မှုတွေကိုစိုင်ကြီးတွေမှာပဲလုပ်တယ်ဆိုပြီးကြွားနေပြန်ပါတယ်ဒါပေမဲ့ချန်စီရဲ့လှပလက်မောင်နေတဲ့စံကေတာကိုမြင်တော့အားလုံးကအံ့ဩပြီးဘလို့ထိမ့်သိမ့်လဲလို့မေးကြတယ်လင်းလင်းကတော့မနာလိုစိတ်နဲ့ချန်စီကိုစပင်မလျှော်ပဲဖြန်းစည်းတွေအများကြီးတုံထားတာနေမှာပါလို့စောင်းမြောင်းပြောဆိုပါတယ်ချန်စီကတော့ပြုံးပြုံးလေးပဲသူစပင်မလျှော်တာ3ရက်ရှိပြီဖြစ်ကြောင်းအလှပြင်ဆိုင်သွားဖို့မတက်နိုင်ကြောင်းလစဉ်အိမ်လာချေကားလာချေတွေရှိနေလို့ချွေတာရကြောင်းပြောပါတယ်လင်းလင်းကတော့ပိုပြီးဘဝင်ခောက်သွားပြီးအားလုံးကိုသူ့ရဲ့ဘီလာအိမ်ကြီးစီလိုက်လည်ဖို့ဖိတ်ခေါ်ပြီးထက်ကြွားလိုက်ပါသေးတယ်အိမ်ပြန်ရောက်တဲ့အခါခင်မွန်းဖြစ်သူကမခံချင်စိတ်နဲ့ငါတို့အိမ်ချေနေကလင်းလင်းထက်မနှိမ့်ပါဘူးသူဒီလောက်နှိမ့်နေတာကိုမင်းကဘာလို့ချမ်းသာတာကိုဖုံးကွယ်ထားရတာလဲလို့မေးပါတယ်ဇနီးဖြစ်သူကတော့ဒါကိုစီစိန်ကိုလှုပ်ဝက်တယ်လို့ခေါ်တဲ့ဘဝဆိုတာကိုယ့်အတွက်နေတာသူတစ်ပါးကိုကြွားဖို့မဟုတ်ဘူးလို့ပညာရှိဆန်စွာတုံ့ပြန်ပါတယ်အဲ့ဒီအချိန်မှာပဲဖုံးတစ်ကောက်ဝင်လာပါတယ်ထူးဆန်းတာကအခုလေးတင်ကြောဝါသွားတဲ့လင်းလင်းတယောက်ဆေးရုံအရေးပေါ်ရောက်နေတာပါပဲတငယ်ချင်းတယောက်ကမနာလိုစိတ်နဲ့လင်းလင်းရဲ့ခွတင်ပေါ်မှာဖမ်းမြင်တွေကိုကျဲပက်ခဲ့လို့ခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာရသွားတာပါပိုပြီးစိတ်မကောင်းစရာကလင်းလင်းဟာတကယ်တော့ခင်မွန်းဖြစ်သူရဲ့အိမ်တွင်းအကြမ်းဖက်မှုကိုခံနေရပြီးအပြင်ဘက်မှာသာဟန်ဆောင်ကြောဝါနေခဲ့တာဖြစ်ပါတယ်ဆေးရုံစရိတ်ပေးဖို့တောင်ပတ်စံမရှိလို့အခက်တွေ့နေတဲ့လင်းလင်းရဲ့ခင်မွန်းကိုမြင်ရတာတကယ်ပဲတနာစရာပါအဲ့ဒီအချိန်မှာလူတိုင်းကရှောင်ဖယ်နေကြပေမဲ့ဒေါက်တာခေါ်ပြီးအနှိမ်ခံခဲ့ရတဲ့ချန်စီကပဲသူ့ရဲ့ဘန်ကတ်ကိုထုတ်ပေးပြီးကူညီလိုက်ပါတော့တယ်။အပေါ်ယံကြောဝါမှုတွေဟာမနာလိုဒေါသတွေကိုပဲဖိတ်ခေါ်တတ်တယ်ဆိုတာကိုခင်မွန်းဖြစ်သူလည်းလက်တွေ့မြင်ပြီးသဘောပေါက်သွားခဲ့ပါပြီ။လူဆိုတာကြွားဝါရင်ဘေးဒုက္ခကြုံတတ်ပြီးတစ်ပင်ဆိုတာထောင်ထွက်နေရင်ခုတ်လဲခြင်းခံရတတ်တဲ့စီးစိမ်ကိုဖုံးကွယ်ပြီးရိုးရိုးရှင်းရှင်းနေထိုင်ခြင်းကသာဘဝကိုအေးချမ်းစေပြီးရေရှည်တည်တံ့စေမှာဖြစ်ပါတယ်水涨船高。